စိတ်တည်ငြိမ်ခြင်းအစွမ်းတခါတုန်းကအတွေးများတဲ့ကောင်းလေးတစ်ယောက်ရှိတယ်သူဟာဘယ်ကိစ္စမဆိုအမြဲလိုစိုးရင်ပူပန်စေများသူဖြစ်တယ်တနေ့မှာသူ့ရဲ့အကြောင်းကပုံဆွဲပြိုင်ပွဲကျင်းပမယ့်အကြောင်းကြေညာတယ်ကြီးမြင့်မဲ့စုကကောင်းလေးအရန်လိုချင်နေတဲ့ပစ္စည်းလေးဖြစ်နေတယ်ဒါကြောင့်ပြိုင်ပွဲမှာဝင်ပြိုင်မှုစီးရင်ပေးလိုက်တယ်တကယ်တမ်းပြိုင်ပွဲအတွက်လေ့ကျင့်ခြင်းရောက်တော့စုမရမှာကိုစိတ်ပူပြီးဘာစိတ်ကူးမှမထွက်လို့ပုံမဆွဲနိုင်ဘူးဖြစ်နေတယ်စိတ်ဖိစီးနေတဲ့ကောင်လေးကိုသူ့ရဲ့အဖိုးကမေးတော့ကောင်လေးကပြိုင်ပွဲအကြောင်းပြောပြလိုက်တယ်ဒါနဲ့အဖိုးလည်းကောင်လေးကိုခြံထဲခေါ်သွားပြီးခြံထဲမှာပြည့်နေတဲ့သူ့ရဲ့ခြောက်တွေကိုလဲခိုင်းလိုက်တယ်ပြီးတော့ကောင်လေးကိုမေးလိုက်တယ်ခြံကအခုလဲပြီးချိန်မှာဘာထူးခြားလဲဆိုပြီးကောင်လေးကခြံထဲမှာအစကအရွက်ခြောက်တွေနဲ့ပြည့်နေလို့လမ်းလျှောက်ဖို့တောင်နေရာမရှိဘူးအခုတော့ရှင်းလင်းသွားလို့ကောင်းကောင်းလျှောက်လို့ရပြီလို့ပြန်ပြောလိုက်တယ်ဒီတော့မှအဖိုးကမီးလေးလေးအတွေ့များပြီးပူပန်စိတ်များတဲ့အကျင့်ကိုဖျောက်ပါစိတ်ကူးညံကောင်းလေးတွေအတွက်နေရာလွတ်ပြုလုပ်ပါလို့ဆုံးမတယ်ဒီတော့မှကောင်လေးလဲစိတ်အာရုံကိုစုစည်းပြီးတွေးမပူမိအောင်ကြိုးစားတယ်စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်လားတော့ပုံဆွဲဖို့အကြံကောင်းလေးတွေထွက်လာတယ်အလားဆုံးဖြစ်မဲ့ပုံလေးကိုဆွဲနိုင်သွားတယ်ကောင်လေးဟာဒီအတွေ့အကြုံကနေသင်ခန်းစာယူပြီးနောင်ဘယ်ကိစ္စမဆိုစိတ်အေးအေးထားဖြေရှင်းတတ်တဲ့အလေးအကျင့်လေးရသွားပါတော့တယ်